ကာယကံပုတ်တဲ့သူဝစီကံပုတ်တဲ့သူမနောကံပုတ်တဲ့သူရဲ့တန်တမှာကောင်းသောသိခြင်းမဖြစ်တော့ဘူးဒီတော့လောကမှာမွေးဖွားခြင်းနဲ့သိဆုံးခြင်းဆိုတဲ့မှတ်တိုင်နှစ်ခုအဲ့နှစ်ခုကြားထဲမှာလူတွေဘဝရှင်သန်ကြတာဒီတော့ငယ်ဘဝကလေးဘဝကနေစပြီးတော့မွေးလာပြီဆိုကြတဲ့ကိုကစာလောင်ခြင်းမွတ်သိခြင်းဆိုတဲ့အရာတွေနဲ့ကြည်ပြင်းလာကြတယ်ငယ်တုန်းကနှုတ်စားတဲ့အချိန်မှာငိုကြွေးပြီးတော့တောင်းဆိုတယ်မရရင်ငိုတယ်ပိုက်ဝါသွားလို့ရှိရင်ဒါပြန်အိတ်သွားတယ်နှစ်သက်တယ်လူကျင်နာရရင်ကျင်တတ်တယ်လူကျင်နာမရရင်စိတ်ဆိုးတယ်ကလေးဘဝတည်းကဒီအတိုင်းပဲအဲ့ဒီကနေပြီးတော့အရွယ်တပြေးပြေးနဲ့ရောက်လာတယ်လူကျင်မှုပုံစံတွေကအရွယ်အလိုက်ပြောင်းလာတယ်ဆန္ဒတွေကလည်းအရွယ်အလိုက်အတွေ့အကြုံအရာပြောင်းလဲလာတယ်ကာလဒေသအရာအလိုဆန္ဒတွေပြောင်းလဲလာတယ်ပြောင်းလဲလာတဲ့ဆန္ဒတွေကလည်းကိုယ့်ကိုယ်တစ်ချက်မှငြိမ်းအေးစေတဲ့ဆန္ဒတွေမဟုတ်ဘူးဆန္ဒကြောင့်တတ္တဝါဆိုတာပူလောင်ရတာပဲလူကျင်တာတွေများစွာလောကကြီးကိုအလိုမကျမှုတွေဆိုတာထပ်ပြီးဖြစ်လာပြန်ရောကိုလိုရာတွေရနိုင်ရင်ပြုံးနေကြပြန်ရောကိုလိုရာတွေမရတယ်အခါကျရင်စိတ်ဆိုးကြပြန်ရောအဲ့ဒီလိုနဲ့ဘာမှမသိတဲ့ဘာအနှစ်မှမရှိတဲ့အရာတွေနဲ့သာအချိန်တွေကုန်ပြီးတော့ကြော်ဖြတ်လာကြဒီတော့ကိုယ့်ရဲ့ဆန္ဒတစ်ခုကိုအလိုလိုက်ဖို့ရာအတွက်ကာယကံတွေလုပ်ကြတယ်ကိုယ့်ဆန္ဒတစ်ခုကိုဖြည့်ဆည်းဖို့ရာအတွက်စကားတွေပြောကြတယ်ကိုယ်ဆန္ဒတစ်ခုကိုဖြည့်ဆည်းဖို့ရာအတွက်မနောကံတွေတွေးကြတယ်ကြံကြတယ်ဖြစ်လာပြီအဲ့ကိုတွေးတဲ့ကြံတဲ့အရာတွေလှုပ်တဲ့ကြိုင်တဲ့အရာတွေပြောတဲ့ဆိုတဲ့အရာတွေကစိတ်ကိုလွတ်ပေးထားတဲ့သူတယောက်ကကံတွေဖြစ်လာတယ်စိတ်ကိုလွတ်ပေးထားတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေကတော့တတိနဲ့စိတ်ကိုထိန်းတယ်ဘယ်လိုထိန်းတာလဲအကုသိုလ်ဖြစ်မသွားအောင်ထိန်းတာဘာတွေကအကုသိုလ်တွေလဲအကုသိုလ်ဆိုတာစိတ်ထဲမှာလူချင်းစိတ်ဖြစ်လာတာအကုသိုလ်ပဲသူစိတ်ထဲမှာသူများကိုပြစ်မှားခြင်းစိတ်ဖြစ်လာတာအကုသိုလ်ပဲပြီးတော့မတိမိုင်မဲ့တွေ့ဝေတဲ့သဘောထားမျိုးကုသိုလ်ကိုမသိခြင်းအကုသိုလ်ကိုမသိခြင်းဆိုတဲ့သဘောထားမျိုးဟာဒါအကုသိုလ်ပဲစိတ်ကိုအကုသိုလ်မဖြစ်အောင်ထိန်းတဲ့အတွက်ကြောင့်လူတွေရဲ့ကံတွေပေါ့ကိုယ်နဲ့လုံးမဲ့အရာဒီစိတ်ကအရင်စဉ်းစားတာကိုထုတ်ပြောမဲ့စကားလုံးဆိုတာစိတ်ထဲမှာအရင်စဉ်းစားတာကိုစိတ်ထဲမှာတွေးတယ်ကြံတယ်ဆိုတဲ့အလုပ်တွေကလည်းပဲစိတ်နဲ့ပဲလုပ်တာကိုစိတ်ကိုမထိန်ဘူးဆိုမှတော့ကာယကံကလည်းမထိန်တဲ့ကာယကံတွေဖြစ်ကုန်တာပဲစိတ်ကိုမထိန်တဲ့အတွက်ကြောင့်ပြောတဲ့စကားတွေကလည်းမထိန်တဲ့စကားတွေဖြစ်ကုန်တာကိုစီးမဲ့ကမ်းမဲ့တွေပြောလာတယ်သူ့ကိုထိခိုက်ကိုထိခိုက်ဆိုတဲ့စကားတွေပြောလာတယ်လောကီအကျိုးလောကုတ္တရာအကျိုးမရှင်းတဲ့စကားတွေပြောလာတယ်မနောကံကတော့ပြောမနေနဲ့စိတ်ကိုမထိန်ဘူးဆိုမှတော့အိတ်သားတွေဖြစ်တယ်အပြစ်တွေလိုက်ကြည့်မစ္စရိယတွေဖြစ်တယ်တွန့်တိုးတယ်ဝန်တိုးတယ်ဒီအရာတွေဖြစ်လာတယ်ဗျာပါဒတွေဖြစ်တယ်သူများကိုဖြက်စီးလို့စိတ်တွေပေါ်လာတယ်ဝိဟိန္တာတွေဖြစ်တယ်သူများကိုညှင်းဆဲလို့စိတ်တွေပေါ်လာတယ်စိတ်ကိုမထိန်တော့စိတ်ထဲမှာအကုသိုလ်တွေမျိုးစုံဖြစ်နေတော့တာအဲ့ဒီလိုစိတ်မထိန်လိုက်တာနဲ့သူ့ရဲ့ကာယကံသူ့ရဲ့ဝစီကံမနောကံကလည်းမထိန်သိမ့်သောကာယကံဝစီကံမနောကံတွေဖြစ်ကုန်လောဘအမူအရာတွေဖြစ်နေတယ်လောဘဥစည်းတဲ့အမူအရာတွေဒေါသဥစည်းသောအမူအရာတွေဖြစ်နေတယ်မာနဥစည်းသောအမူအရာတွေဖြစ်နေတယ်မသိမိုင်မဲတဲ့အမူအရာတွေဖြစ်နေတယ်ငါဇွဲကြီးလွန်းတဲ့ငါစိတ်ပြင်းထန်လွန်းသောအမူအရာတွေဖြစ်နေတယ်ကာယကံကလည်းလောဘကြောင့်ဆိုရင်လောဘရုပ်ကြီးဖြစ်ဒေါသကြောင့်ဆိုဒေါသရုပ်ဖြစ်နေမာနကြောင့်ဆိုမာနရုပ်ဖြစ်ကာယကံပုတ်တော့ကောင်းသောတည်ခြင်းမဖြစ်တော့ဘူးဝစီကံပုတ်တော့လေကောင်းသောတည်ခြင်းမရနိုင်တော့ဘူးမနောကံပုတ်တော့လေကောင်းသောတည်ခြင်းမဖြစ်နိုင်တော့ဘူးကောင်းသောတည်ခြင်းမဖြစ်နိုင်ဘူးဆိုတာအကုသိုလ်နဲ့တည်တဲ့အတွက်ကြောင့်အကုသိုလ်နဲ့တည်ဆုံးတဲ့ပုဂ္ဂိုလ်တယောက်အတွက်အပင်ငရဲတာကြာဖို့ရဖြစ်တော့တယ်ကုသိုလ်နဲ့တည်ဆုံးတဲ့သူသားလည်းကောင်းသောတည်ခြင်းဖြစ်ရမှာစကားဆိုတာလူတိုင်းပြောတတ်တယ်အမူအရာဆိုတာကလည်းလူတိုင်းလုပ်တတ်တယ်
ကံဤအကျိုးလို့ဒါယုံကြည်ကြတာဘုရားဘာသာတွေယုံကြည်တာအဲ့တော့ကံဤအကျိုးဆိုတာမကောင်းတာများများလုပ်လိုက်ရင်မကောင်းတဲ့အကျိုးတွေဖြစ်လာတယ်အမင်္ဂလာတွေကြားလာရမယ်အမင်္ဂလာတွေပဲတွေ့လာရမယ်သူဒီလိုလုပ်လို့ကိုဒီလိုပြန်လုပ်မယ်ဆိုတာဒါအလွယ်လန်းလုပ်လို့ရတဲ့အလုပ်တွေအဲ့ဒါဘာမှခက်တဲ့အလုပ်မဟုတ်သူကိုမျက်စောင်းထိုးရင်ကိုပြန်မျက်စောင်းထိုးမှာပဲဆိုတာခက်တဲ့အလုပ်မှမဟုတ်တာကလေးကအစားလုပ်တတ်တယ်အဲ့တော့သူကိုဆဲရင်ကိုလည်းပြန်ဆဲပဲဆိုတာခက်တဲ့အလုပ်မှမဟုတ်တာကလေးပစ္စည်းလေးကအစားလုပ်တတ်တဲ့အရာပဲအဲ့တော့အရွယ်ကြီးလာတာနဲ့အမျှပို့ပြီးတော့ရင့်ကျက်လာတယ်ပို့ပြီးပညာရှိလာတယ်လို့ဖြစ်ရမှာမြတ်စွာဘုရားဟောသောတရားဒေသနာတော်တွေကလူတွေကိုယဉ်ကျေးစေတယ်လူတွေကိုကြမ်းတမ်းသွားစေတာမဟုတ်ဒီတော့ယဉ်ကျေးဖို့အတွက်ဆိုတာဒါလေးတစ်ခုခေါင်းထဲမှာထည့်ထားကိုယ်အမူအရာအပြင်ကြည့်မယ်ဆိုရင်လည်းနူးညံ့နေတယ်နှုတ်အမူအရာအပြင်ဆိုလို့ရှိရင်လည်းနူးညံ့တဲ့စကားလေးတွေဖြစ်နေတယ်သူရဲ့စိတ်အမူအရာအပြင်ဆိုလည်းအင်မတန်နူးညံ့သောအင်မတန်သိမ်မွေ့သောစိတ်နေစိတ်ထားလေးတွေဖြစ်နေတာကိုတွေ့ရလိမ့်မယ်အဲ့ဒါဘုရားတပည့်အဲ့တော့မြတ်စွာဘုရားကကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်တို့ကိုလည်းရှောင်ကျဉ်ခိုင်းတာပဲမြတ်စွာဘုရားရှောင်ကျဉ်ခိုင်းကြတဲ့အတိုင်းပဲကိုယ်ကလည်းကျင့်ကြံဖို့လိုတာပေါ့ဒီလိုကိုပြန်ပြီးတော့မဆုံးမနိုင်ရင်ကြောက်ခစ်နဲ့ဘာထူအောင်ပါလဲကြောက်ခစ်ကလူတွေအတိုင်းပဲဖြစ်သွားတော့မှာပေါ့ကြီးနိုင်ငယ်ညင်းမဲ့အုပ်စုဖွဲ့အနိုင်ကြမယ်ဆိုတာကြောက်ခစ်တုံးကလူသားတွေရဲ့စိတ် civilized မဖြစ်သေးဘူးယဉ်ကျေးသွားတဲ့သူတွေမဟုတ်သေးဘူးအခုကယဉ်ကျေးတဲ့ခစ်လို့ခေါ်နေတာယဉ်ကျေးတဲ့ခစ်ဆိုလို့ရှိရင်ရုပ်ဝတ္ထုပစ္စည်းယဉ်ကျေးနေလို့မရဘူးဒီစိတ်ယဉ်ကျေးမှရမယ်ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်တယ်လို့စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့လည်းလိုအပ်တယ်စိတ်ပိုင်းဆိုင်ရာတိုးတက်တဲ့နယ်ပယ်တစ်ခုမှသာပျော်ရွှင်ခြင်းလို့အေးချမ်းခြင်းလို့ထွန်းကားတာလုံခြုံစိတ်ချရခြင်းဆိုတဲ့အရာဆိုတာလေစိတ်ပိုင်းဆိုင်ရာထွန်းကားတဲ့တိုးတက်တဲ့နယ်ပယ်တွေမှာဖြစ်ရတာကိုယ်စိတ်ကလေးကိုပဲထိန်းလိုက်ပါကိုယ်စိတ်ကိုအကုသိုလ်မဖြစ်အောင်ပဲထိန်းလိုက်ကိုပြောတဲ့စကားတွေကလည်းထိန်းပြီးသားဖြစ်သွားလိမ့်စိတ်ကိုထိန်းပြီးတော့စကားပြောတဲ့သူတွေရဲ့စကားသည်အဆအဆုံးပြည့်ပြစ်တာကိုတွေ့ရလိမ့်မယ်အဆအဆုံးအကျိုးအကြောင်းစီလျော်တာကိုတွေ့ရမယ်လက်ခံနိုင်ပွဲစကားတွေပဲထွက်လာတာကိုတွေ့ရမယ်မှန်ကန်သောစကားတွေပဲထွက်လာတာကိုတွေ့ရမယ်အဲ့ဒါဘာကြောင့်လဲစိတ်ကိုနိုင်တာစိတ်ကိုထိန်းထားတာစိတ်ဒီအကုသိုလ်မဖြစ်စင်ကြယ်တဲ့အဆင့်ကိုရောက်အောင်ကြိုးစားဂါရမယုတ်ဖဲနဲ့ဆွမ်းလိုက်သူစိတ်ကတောင့်တတိုင်းစိတ်သွားတိုင်းကိုပါလိုရာဆန္ဒပြေးတယ်ဆိုတာအဲ့ဒါပြောတာအကုသိုလ်ကင်းစင်နေတဲ့စိတ်ကာယကံဝစီကံမနောကံကိုစိတ်ကိုထိန်းထားသောအပြင်စောင့်ရှောက်ပြီးသားဖြစ်သွားပြီဒါဆိုရင်စောင့်ရှောက်ထားတဲ့ကာယကံကြောင့်စောင့်ရှောက်ထားတဲ့ဝစီကံကြောင့်စောင့်ရှောက်ထိန်းသိမ်းထားသောမနောကံကြောင့်ဘာတွေဖြစ်မလဲသူကာယကံကအကုသိုလ်နဲ့ရှင်တဲ့ကာယကံတွေမဟုတ်တော့အရှက်နဲ့ပြည့်စုံသောကာယကံအကြောင်းနဲ့ပြည့်စုံသောကာယကံတည်ကြည်မှုနဲ့ပြည့်စုံသောကာယကံတက်ကြွမှုနဲ့ပြည့်စုံသောကာယကံဆုံးဖြတ်ချက်ခိုင်မာသောခိုင်မာခြင်းနဲ့ပြည့်စုံတဲ့ကာယကံတွေတွေ့ရတာပေါ့ယုံကြည်ခြင်းနဲ့ပြည့်စုံသောကာယကံတွေပဲတွေ့ရတော့တာပေါ့ကြမ်းတမ်းတဲ့စကားတွေမဖြစ်ဘဲနဲ့နူးညံ့တဲ့စကားလေးတွေဖြစ်လာလိမ့်မယ်စော်ကားတဲ့စကားတွေမဖြစ်ဘဲနဲ့ဖေးမာတဲ့စကားတွေဖြစ်လာလိမ့်မယ်အပုတ်ချတဲ့စကားတွေမဖြစ်ဘဲနဲ့ကာကွယ်ပေးတဲ့စကားမျိုးတွေပြောလာလိမ့်မယ်ဝစီကံအရန်အရေးကြီးတယ်ဒီဝစီကံမကြမ်းဖို့အတွက်စိတ်ကိုပဲထိန်းလိုက်တာစိတ်ကိုအာကုသိုလ်မဖြစ်အောင်ထိန်းလိုက်တဲ့အခါမှာဝစီကံကအင်မတန်မှလူချစ်သောဝစီကံလူချစ်သောစကားနတ်ချစ်သောဝစီကံနတ်ချစ်သောစကားပြမချစ်သောဝစီကံပြမချစ်သောစကားသူတော်ကောင်းချစ်သောဝစီကံသူတော်ကောင်းချစ်သောစကားဖြစ်သွားတာပေါ့အပြစ်ကင်းသောစကားတွေဖြစ်လာတာပေါ့ဘဝဆိုတာမွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားထဲမှာပဲရှင်သန်နေကြတာဆိုတော့နောက်တမလွန်ဘဝဆိုတာကမတွေးဘူးဆိုရင်တောင်မှဥပိ္ပခာပြုထားလို့ရတဲ့အရာမဟုတ်တန်တရာမဆုံးသေးရင်အကြောင်းမပြတ်သေးရင်အကျိုးကလာကိုလာအောင်မှဖြစ်တဲ့အတွက်
ဒီအတွက်ကိုလည်းစဉ်းစားဖို့လိုတယ်အဲ့ဒီအတွက်ကိုစဉ်းစားတဲ့အတွက်ကြောင့်ကာယကံဝစီကံမနောကံထိမ့်သိမ့်ခြင်းဆိုတာဖြစ်လာတာတည်တဲ့အခါမှာထိတ်ထိတ်ပြပြနဲ့တည်ရခြင်းမိန်မောတွေ့ဝေပြီးတော့တည်ရခြင်းဆိုတာဒါကြောက်စရာကောင်းတဲ့အရာမြတ်စွာဘုရားအမြဲတတိပေးတယ်မေတ္တာဘာဝနာအမြဲပွားများနေတဲ့ပုဂ္ဂိုလ်များတတိပဋ္ဌာန်ပွားများနေတဲ့ပုဂ္ဂိုလ်များတည်သောအခါမိန်မောတွေ့ဝေစွာနဲ့မတည်ရဘူးလို့မြတ်စွာဘုရားဟောထားတယ်သူကတတိရှိလျက်ပညာစင်ကြဉာဏ်ရှိလျက်သိဆုံးကြတယ်ဒါကြောင့်သွားတော့လဲသွားတယ်လို့တတိလေးနဲ့အမြဲသိပေးရတယ်ထိုင်တော့လဲထိုင်တယ်လို့တတိလေးနဲ့သိပေးရတယ်ရက်တော့လဲရက်တယ်လို့တတိလေးနဲ့သိပေးရတယ်လျောင်းတော့လဲလျောင်းတယ်လို့တတိလေးနဲ့သိပေးအဲ့လိုတတိလေးနဲ့သိပေးနေတာအချင်းကြီးမဖြစ်ဘူးသူ့အတွက်ကဒါသည်စင်ကြယ်အောင်နေနေတာတတိနဲ့ထိန်းတဲ့အတွက်ကြောင့်အကုသိုလ်မဖြစ်တော့တာကောင်းသောသေခြင်းဖြစ်တယ်မမေ့လျော်သောသေခြင်းဖြစ်တယ်သူဂတိသို့လားစေသောသေခြင်းဖြစ်တယ်နတ်ချမ်းသာမြမချမ်းသာရစေသောသေခြင်းဖြစ်တယ်တတိပဒံတရားကိုပွားနေပြီးတော့ကိုယ်စိတ်ထဲမှာကုသိုလ်ဖြစ်ရင်ကုသိုလ်ဖြစ်မှန်းသိတယ်စိတ်ကကြမ်းလာပြီဆိုရင်သူများကိုဖျက်ဆီးချက်သိဖြစ်လာတယ်ဗျာပါဒဖြစ်တယ်ဗျာပါဒဖြစ်တယ်သိပေးလိုက်တယ်သိပေးလိုက်တာနဲ့တပြိုင်နက်သူဆက်မပွားတော့အဲ့တဲ့အခါကျပယ်ပြီးသွားပြီလို့လည်းသိလိုက်တယ်ဌိနမိတ်တဝင်လာတယ်လို့ရှိရင်လည်းဌိနမိတ်တဝင်လာတယ်လို့သိတယ်သိပေးလိုက်ရင်သူကပျောက်သွားတာပျောက်တော့ပြန်ပေါ်လာလဲသိပေးလိုက်တာပဲပေါ့ပြီးရင်သူကပျောက်သွားတယ်ခဏပဲတည်လို့ရတယ်စိတ်ပြန့်နေတယ်ပူပန်နေတယ်ဖြစ်နေလို့ရှိရင်လည်းသိပေးလိုက်အဲ့တော့သိပေးလိုက်ခြင်းအပြင်သူကပျောက်သွားတယ်စိတ်ပြန့်တယ်ဆိုစိတ်ပြန့်မှုကိုသိလိုက်တာနဲ့ပျောက်သွားလိမ့်မယ်ပြီးရင်ပူပန်ရင်ပူပန်တယ်သိလိုက်တာနဲ့ပျောက်သွားလိမ့်မယ်ဝင်သက်သည်ခဏပဲတည်၍ခဏနဲ့ပြတ်သွားသည်ထွက်သက်လေးသည်ခဏပဲတည်ပြီးခဏနဲ့ပြတ်သွားသည်ဖြစ်ချင်းပြတ်ချင်းကိုမြင်တယ်အဲ့မှာသူဝိသိကိစ္စမရှိတော့ငါစွဲလည်းမရှိဘူးသူစွဲလည်းမရှိဘူးရုပ်တည်ရုပ်တတတဖြစ်တယ်သိစိတ်တည်နံတတတဖြစ်တယ်ငါစွဲမပေါ့ဒိဋ္ဌိပြုတ်တယ်ရုပ်နံဖြစ်ပြက်ကြကြနာနာမြင်တဲ့အတွက်ကြောင့်ဝိသိကိစ္စပြုတ်တယ်သောတာပန်ဖြစ်တာပေါ့အဲ့တော့ဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့တန်တမှာဝိဝါခြင်းနဲ့သေဆုံးခြင်းခြားကာလမှာကောင်းသောကံတွေကိုစုနိုင်ကြပြီးတော့ကောင်းသောသေခြင်းဖြင့်သာကြုံနိုင်ကြပါစေမက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်အားလုံးအေးချမ်းကြပါစေ